နေစဉ်ရေနံစိမ်းစီ၄သိန်းကျော်ထန်းစင်သည့်တက်ဆက်ရေနံချက်စက်ရုံကြီးပေါက်ကွဲမဲခေါင်မတ်24မတ်23ရက်ကအမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဟူစတန်မြို့အရှေ့ဘက်မိုင်90အကွာရှိအာသာစစ်ကန်အနီးဗဲလာရိုရေနံချက်စက်ရုံကြီးပေါက်ကွဲမှုဖြစ်ပွားသဖြင့်ရေနံအခက်ခဲဆုံးကာလရောက်နေချိန်တွင်အမေရိကန်အတွက်နစ်နာမှုများရှိခဲ့သည်ရေနံချက်စက်ရုံကြီးပေါက်ကွဲမှုကြောင့်မီးလုံးများမီးခိုးများကောင်းကင်အမြင့်သို့ထိုးတက်နေသဖြင့်အနီးနားနေသူလာအရေးပေါ်အခြေအနေမဟုတ်ရင်အိမ်ပြင်မထွက်ပဲဘေးလွတ်ရာနေထိုင်ကြရန်လိုအပ်ကြောင်းနှင့်မီးငိမ့်သက်နိုင်ရန်မိသက်အဖွဲ့ကတာဝန်ယူဖေရှင်းသွားမည်ဟုမြို့တော်ဝန်ချာလော်တီအမ်မော်စစ်ကထုတ်ပြန်ခဲ့သည်ပေါက်ကွဲတံများကျဲလောင်စွာကြားနေရသလိုအနီးနားနေအိမ်ပတိန်ပေါများတုံကာကွဲရှယ်မှုများရှိခဲ့တော့လေတေဆုံးတန်ရာရသည့်တည်င်းမတွေ့ရပြီရေနံချစ်စက်ရုံကြီးတွင်ဝန်ထမ်း990လောက်ကင်ပြီးအပူပေးစနစ်မှတဆင့်ပေါက်ကွဲမှုဖြစ်ပွားသည်ဟုယူဆထားသည်ထိုရေနံချစ်စက်ရုံသည်နေ့စဉ်ရေနံစိမ်းစီ4,3,900ကောက်ကိုတန့်စင်ချက်လုပ်ပေးနေသည့်စက်ရုံဖြစ်ကြောင်းလည်းသိရသည်